ဆိုရင်ဇိုဘီကိုချို move set ကိုဘယ်လိုရမလဲဆိုတော့ပြောပြမှာဖြစ်ပါတယ် YouTube channel လင်းကမ်းမှာပေါ့နော်အဲဆိုရင်ပထမဦးဆုံးအရင်ဆုံးဒီ plus ပုံစံတို့ရဲ့ private server ထဲဝင်ပြီး plus ပုံစံဟာလေးကိုနှိပ်လိုက်ပြီးကျရင် present နဲ့ကိုသွားပြီးကြရင် IMU ဆိုတော့ present လောက်လိုက်ပေါ့နော်ဒီမှာဆိုရင် yes ကိုထည့်လိုက်ပေါ့နော်ခဏလေးစောင့်လိုက်ရည်အဲ့လိုဖြစ်သွားပြီဆိုရင်ရေဆုံးထပ်ပြီးဟိုထဲကိုဝင် player ထဲကိုဝင်ပြီးတော့ flight ကိုလည်းအုံမယ် free bay ကိုလည်းအုံလိုက်မယ်ပေါ့နော်ပြီးကြရင်တော့ဥစားဆိုရင်ဟိုနာအမဲရောင်ဒီနာကဒါလေးဒီနာအထိကိုသွားရမှာပဲပေါ့ဖြစ်ပါတယ်ပြီးကြရင်ဆိုရင်ရောက်ပြီဆိုရင်ဒီအဖြူရောင်နာဟာလေးကိုရောက်ပြီဆိုရင်တော့ဒီမှာအများလေးထိုးတာဆိုရင်အဲ့အချိန်ကြရင်ကျွန်တော်ဟို flight ကိုရင်ဆုံးခဏ on လိုက်ပေါ့နော်ပြီးကြရင်ပြန် on လိုက်ပါဒီရောက်ပြီဆိုရင် flight ပြန် on လိုက်ပေါ့နော်အဲ့ဆိုရင်ရပြီဒီမှာပြန် on လိုက်ပြီပြီးကြရင်ဟိုးနာလေးထိသွားပြီးတော့ဒီနာဟာလေးကို delete လိုက်ပေါ့နော်အဲ့ဆိုရင်ဒီလိုလေးရပြီပြီးကြရင်ဒီထဲကိုဝင်ပြီးဒီမှာဇိုဘီကိုချိုချခြင်းဒီမှာချလို့ရတယ်ဒီအပေါ်နားလေးကိုဆက်သွားလိုက်မယ်ဆိုရင်ဒီဟာလေးကိုတွေးလိုက်မယ်ပေါ့နော်အဲ့ဟာကို breakable ဟာအပြာရောင်လေးဖြစ်နေရလေးကိုနှိပ်လိုက်ပေါ့နော်အဲ့လိုနှိပ်လိုက်ပြီးဆိုရင်အဲ့လိုဖြစ်သွားပြီပြီးရင်ဒီထဲကိုဝင်ပြီးတော့ဟိုကဆိုရင်အဲ့ free bay ကိုခဏ on လိုက်နေဆိုရင်ဒီလိုဖြစ်သွားမှာပဲပေါ့နော်ဘိုးချုံမိုးဆက်ကိုရပြီပေါ့လေနောက်ထပ်တစ်ခုလည်းပြောဦးပဲပေါ့နော်နောက်ထပ်တစ်ခုကကြတော့အရင်ဆုံးအဲ့အပြင်ကိုပြန်ထွက်ပြီးကြရင်ဟို free bay ကိုပြန်ပြီးကြရင် flight ကိုခဏ on လိုက်ပေါ့နော်အဲ့ဆိုရင်ဒီမှာဒီနာဟာလေးကိုတွေးလိုက်မယ်အဲ့ဟာလေးကို delete လိုက်ပေါ့နော်အဲ့ဆိုရင်အောက်ထဲကိုဝင်လို့ရပြီပေါ့နော်အောက်ထဲမှာရောက်ပြီဆိုရင်ကျွန်တော် flight ကိုအရင်ခဏ on လိုက်မယ်ပေါ့နော် flight ကို on လိုက်ပြီပြီးကြရင်ဒီနားလောက်ကိုသွားပြီးဒီနား insert ဆိုတဲ့ဟာလေးမလုပ်ခင်အရင်ဆုံး flight နဲ့ free bay ကိုခဏလောက်អော့ပြီးတော့ဒီ insert ဆိုတဲ့ဟာလေးနှိပ်လိုက်ပေါ့နော်ခဏလောက်တော့စောင့်ရမယ်ပေါ့နော်အဲ့ဆိုဒီကိုရောက်ပြီအဲ့ဆိုရင်ရုံးဒီမှာရိုးကြိုက်တဲ့ move set တွေအကုန်လုံးလုပ်ရရပေါ့နော်ဒီမှာတိုဂျို move set တို့အဲ့ဟာပေါ့နော် secret move set တွေကိုဒီမှာရပဲဒီနားမိုင်ဘုံပုံစံလေးကကြောင့် move set တွေအကုန်လုံးကိုဖြတ်တာပေါ့နော်ဒီကျရင်ပြန်ကျင်တယ်ဆိုရင်ဒီဆေးရောင်ဘတ်တန်လေးရဟာလေးကို insert ထည့်နေလိုက်ပေါ့နော်အဲ့ဆိုရင်ပြန်ရောက်လာပြီပေါ့နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်နည်းနည်းလေးတော့တင်ရပေါ့နော်ဘိုင်အားလုံးပါ